မြန်မာဖိုက်တာ2ဦးမှာတဦးကကျွန်တော်အလဲထိုးနဲ့အနိုင်ရယူခဲ့ပြီးတော့တဦးကတော့ကျွန်တော်အမှတ်ပေးဒိုင်လူကြီးတွေဆုံးဖြတ်ချက်နဲ့အတူကျွန်တော်တို့ရှုံးနေခဲ့ရတယ်One Friday Fight 140ပြိုင်ပွဲပဲဖြစ်ပါတယ်မင်္ဂလာပါခင်ဗျကိုထွန်း channel ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တို့အခုပြီးခဲ့တဲ့ပေါ့နော်ဒါတောက်ချာနေပေါ့နော်မနေ့ကရှင်ပြန်ကစားသွားခဲ့တဲ့ One Friday Fight 140မှာဆိုရင်တော့ဒါမြန်မာဖိုက်တာ2ဦးဖြစ်တဲ့ကျွန်တော်စွန်ရက်နဲ့သွေးလင်းထက်တို့ကတော့ကျွန်တော်တို့ဒီ140မှာဆိုရင်တော့ဒုကောင်နဲ့ခေါင်ပွဲစဉ်အဖြစ်ဒါကျွန်တော်ရှင်ပြိုင်ထိုးတက်ခဲ့ရတယ်ဖြစ်ပါတယ်ကျွန်တော်ဒီမှာပြောရမယ်ဆိုရင်မြန်မာဖိုက်တာစွန်ရက်ကတော့ကျွန်တော်ဒုကောင်ပွဲစဉ်အဖြစ်နဲ့ကျွန်တော်ထိုင်းဖိုက်တာပေါ့နော်ထိုင်းဖိုက်တာကျွန်တော်ဒီဘက်ခီယိုနဲ့ပေါ့နော်ကျွန်တော် store weight တန်းမှာရှင်ပြိုင်ထိုးတက်ခဲ့ရတာဖြစ်ပါတယ်ဒီပွဲမှာဆိုရင်စွန်ရက်ကအသာစီးအနေထားနေပြီးတော့ကျွန်တော်ဘက်ခီယိုကိုထိုးတက်နိုင်ခဲ့ပြီးတော့ဒုတိယအချီကျွန်တော်10မိနစ်နဲ့ဒါကျွန်တော်21စက္ကန့်မှာဆိုရင်နော်ဒီစွန်ရက်ကသူ့ရဲ့ဒါအားပါပြင်းထန်လာတဲ့ကျွန်တော်လျင်မြန်လာတဲ့လက်သီးချက်တွေတရဇက်ပစ်သွင်းပြီးတော့ကျွန်တော်ဒီဘက်ခီယိုကို knock out ကျသွားအောင်အနိုင်ရယူပြလိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာစွန်ရက်ကဒါလဲတုံးဘောနော် win by KO ဘောနော် win by knock out ဖြစ်သွားတဲ့အတွက်သူ့အနေနဲ့ဒါ bonus 3သိန်းခွဲပါရရှိခဲ့တာလေဖြစ်ပါတယ်စွန်ရက်ကဒါပြီးခဲ့တဲ့ကျွန်တော်One Friday Fight ဒါ130ပေါ့နော်130မှာဆိုရင်လေဒါ Thai Fighter ရမင်းကိုသူ့အနေနဲ့ကဒီလိုမျိုးပဲကျွန်တော်knock out နဲ့အနိုင်ရယူခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်စွန်ရက်အနေနဲ့ back to back knock out ဒါကျွန်တော်တို့ဒါရရှိခဲ့တဲ့နိုင်ပွဲတစ်ပွဲဆိုတော့ဒီနိုင်ပွဲဆိုတာတစ်ခါကိုပို့ပြီးတော့ချုံမိန်တယ်လို့လည်းကျွန်တော်တို့ဒါပြောရမှာဖြစ်ပါတယ်ဆိုတော့ကတော့လက်ရှိမှာကျွန်တော်Feather Training Center မှာသူတို့အနေနဲ့ဒါလေ့ကျင့်နေတာဖြစ်ပြီးတော့ဒါကျွန်တော်တို့ဒါဒီ One Championship မှာဒီ One Friday Fight မှာဆိုရင်သူ့ရဲ့မှတ်တမ်းအနေနဲ့ကဒီ15ပွဲထိုးသက်ပြီးတဲ့အချိန်မျိုးမှာဆိုရင်6ပွဲနိုင်ဒါကျွန်တော်6ပွဲရှုံးဆိုရရလက်ကိုပိုက်ဆိုင်ထားတာလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်မြန်မာ Fighter ဒါကျွန်တော်တို့သွေးလင်းထက်ပဲဖြစ်ပါတယ်ခေါင်ပွဲအနေနဲ့ထိုးသက်ခဲ့ရတဲ့သွေးလင်းထက်ရဲ့ပွဲကတော့ကျွန်တော်Thai Fighter ဒါခွန်ချိုင်းနဲ့ကျွန်တော်ဘန်နဝေတန်းမှာရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်သွေးလင်းထက်အနေနဲ့ဒီခွန်ချိုင်းကိုဒါအကောင်းဆုံးရှင်ပြိုင်ခဲ့ပေမဲ့လည်းတတိယပွဲချီပြီးဆုံးတဲ့အထိအလဲမထိုးနိုင်ခဲ့တဲ့အတွက်ကိုတော့ကျွန်တော်တို့ဒါအမှတ်ပေးတိုင်3လုံးရဲ့ဒါကျွန်တော်တို့တဦးတည်းကိုအနိုင်ပေးတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ Animal Decision ပေါ့နော် UD နဲ့ဒါ Thai Fighter ခွန်ချိုင်းကိုကျွန်တော်အရေးနှင်းခဲ့ရတာဖြစ်ပါတယ်သွေးလင်းထက်ကပြီးခဲ့တဲ့ကျွန်တော်One Friday Fight ဒါကျွန်တော်126မှာဆိုရင်လေကျွန်တော် Thai Fighter စံမေကိုဒီလိုမျိုးပဲ Animal Decision ပေါ့နော် UD နဲ့ဒါကျွန်တော်ရှုံးနေခဲ့ရတာဖြစ်တဲ့အတွက်ကျွန်တော်နှစ်ပွဲဆက် UD နဲ့ဒါစက်တိုက်ရှုံးနေသွားခဲ့ရလဲဖြစ်ပါတယ်သွေးလင်းထက်ကလည်းလက်ရှိမှာဆိုရင်ကျွန်တော်1ရဲ့မှတ်တမ်းမှာကျွန်တော်10ပွဲကစားပြီးချိန်မှာဆိုရင်တော့5ပွဲနိုင်3ပွဲရှုံးဆိုရရလက်ကိုပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျ